င်္ဂလာပါကျမနာမည်ဒေါက်တာဖြိုးပါခုတလောစီကံမှာကြောက်ကယောဂတွေအတွေ့အများနေလို့နာတာရှိကြောက်ကယောဂနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးခြင်းပါတယ်ဒီဗီဒီယိုလေးမှာတော့နာတာရှိကြောက်ကယောဂဆိုတာဘာလဲဘယ်လိုလူတွေကကြောက်ကယောဂခံစားရနိုင်တယ်လဲကြောက်ကယောဂရှိမရှိတရားကိုဘာလို့စစ်စစ်ကြည့်လို့ရလဲဒီနာတာရှိကြောက်ကယောဂကိုဘယ်လိုကုသရတယ်လဲစတာတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျမတို့အရှိတောင်အာရှမှာဆိုရင်လူ9ယောက်မှာ1ယောက်ကနာတာရှိကြောက်ကယောဂကိုခံစားနေရတယ်။ကြောက်ကဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာအသုံးဝင်တော့တဲ့ waste and toxin စိတ်တောက်တွေကိုအဓိကဖယ်ရှားပေးနေတာဖြစ်တယ်။ထို့အပြင်ခန္ဓာကိုယ်ကတွင်းဒီကိုထုတ်လုပ်တဲ့အခါလဲကြောက်ကကူညီပေးတယ်။ထို့ကြောင့်ကြောက်ကယောဂဖြစ်လာပြီဆိုရင်ခန္ဓာကိုယ်ကအစိတ်တောက်တွေကိုမပယ်ရှားနိုင်တော့ပါဘူး။ထို့အတူသွေးအားလည်းနေလာတတ်ပါတယ်။ဘယ်လိုလူတွေကကြောက်ကယောဂဖြစ်နိုင်လဲဆိုလို့ရှိရင်နံပါတ်1ကြောက်ကကိုဓာတ်ရိုက်ပျက်စီးစေနိုင်တဲ့ယောဂအခန့်ရှိတဲ့လူတွေဥပမာအဆက်လေးလိုဟာမျိုးအည်ပြားလေးပန်းနာရှိတဲ့လူတွေနံပါတ်2စီးချိုယောဂနဲ့သွေးတိုးယောဂတွေကတော့ကြောက်ကယောဂဖြစ်စေနိုင်တဲ့အဓိကအကြောင်းဖြစ်တယ်နံပါတ်3စီလန်းကြောင်ကြောက်တဲတာစီလန်းကြောင်ရောင်ရမ်းတာတွေကလည်းရရှိမှဆိုရင်ကြောက်ကယောဂကိုဖြစ်စေနိုင်ပါတယ်နံပါတ်4အခိုက်ခဲပြောက်စီတွေကိုလနဲ့ချီပြီးတော့မှရေရှည်တောက်တာစီးလေးတောက်တာစတာတွေကလည်းနာတာရှည်ကြောက်ကယောဂကိုဖြစ်စေနိုင်ပါတယ်နာတာရှည်ကြောက်ကယောဂကိုအဆင့်1ကနေ5အထိသတ်မှတ်ထားပါတယ်ရေဘူးရအဖြစ်အဆင့်1ကနေ3အထိကိုတော့ early stage ကနဦးအစ stage လို့သတ်မှတ်နိုင်ပါတယ်ကြောက်ကယောဂဖြစ်လာပြီဆိုရင် early stage မှာဘာလက္ခဏာမှတိတ်မပြတတ်ပြီမဲ့ယောဂရှင်လာလေးလေးလက္ခဏာတွေပေါ်လာလေးလေးပဲဖြစ်ပါတယ်။ကြုံတွေ့နိုင်ရတဲ့လက္ခဏာတွေကတော့ပြူကျင်အန်ကျင်လာတာအစာစားခြင်းစိတ်မရှိတာခြေထောက်တွေရောင်လာတာအရည်ပြားတွေခြောက်ပြီးတော့မှရာရန်လာတာခြေထောက်ချက်သားတွေနာတာအိတ်မပျော်တာစီးသွားတာနေလာတာအသက်ရှူချက်တာစသဖြင့်ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်ဒီလက္ခဏာတွေဟာတခြားယောဂတွေမှာလည်းခံစားနိုင်ရတာဖြစ်တဲ့အတွက်ကိုယ်မှာဒီလက္ခဏာတွေပေါ်လာပြီဆိုလို့ရှိရင်ကြောက်ကယောဂရှိပြီလို့ကိုမတတ်မတင်ပါဘူးဒီလက္ခဏာတွေပေါ်လာပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ပြပြီးတော့မှတွေးစစ်ကြည့်မှဒါကိုယ်မှာနာတာရှိကြောက်ကယောဂရှိမရှိကိုသိနိုင်မှာဖြစ်ပါတယ်ယောဂလက္ခဏာမရှိပေမဲ့လည်းပုံမှန် medical check-up လုပ်ရင်ကိုယ်မှာ early stage ကြောက်ကယောဂရှိနေတာကိုသိရှိနိုင်ပါတယ်။စောစောတိလေးလေးကုရတာလွယ်လေးလေးဖြစ်ပါတယ်။ကိုယ်မှာနာတာရှိကြောက်ကယောဂစဖြစ်လာပြီဆိုရင်ဆရာဝန်ကလိုအပ်တဲ့စစ်ဆေးမှုတွေဆက်လုပ်ပါလိမ့်မယ်။လိုအပ်တဲ့တွေထပ်စစ်တာစီးစစ်တာဘိုက်ကို ultrasound ရိုက်ကြည့်တာစတာတွေလုပ်ပါလိမ့်မယ်။တခါတည်းမှာကြောက်ကကိုအသားစားယူပြီးတော့စစ်ဆေးရတဲ့အထိလောက်ရတတ်ပါတယ်။ကြောက်ကယောဂကုသတဲ့အခါမှာသုံးတဲ့ဆေးတွေကတော့တွေးတိုးကြစီစီစီတွေးတွင်းအစီကြစီတွေးအားတိုးစီနှလုံးသွေးကြောချင်းကာကွယ်တဲ့ဆေးတွေပဲဖြစ်ပါတယ်။ကြောက်ကယောဂရှိတဲ့လူတွေဆောင်ရမဲ့ရှောင်ရမဲ့အစားအစာတွေလည်းရှိပါသေးတယ်။ကြောက်ကယောဂအများစုကတော့ဆေးကုသလို့ရှိရင်ယောဂကိုထပ်ပြီးဆိုးမသွားအောင်တားဆီးပေးနိုင်တယ်။ထို့ပေမဲ့လည်းထိခိုက်ပြီးသားဖြစ်သွားတဲ့ကြောက်ကကိုတော့ပြန်မကောင်းလာစေနိုင်ပါဘူး။တခါလေမှာတော့ကြောက်ကယောဂ early stage ကိုဂရုစိုက်တေချာကုသရင်းနဲ့ကြောက်ကပြန်ကောင်းလာတတ်ပါတယ်။ဒါမျိုးတွေလည်းကျမတို့ကြုံပူပါတယ်။ကြောက်ကယောဂဟာဆိုရင် early stage မှာတည်ရင်ပြန်ကောင်းနိုင်တာမို့အများဆုံးကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။ဒီလိုနာတာရှည်ကြောက်ကယောဂကနေပိုဆိုးလာပြီးတော့မှကြောက်က90%လောက်ပျက်စီးလာပြီဆိုရင်တော့ end-stage renal disease လို့ခေါ်တဲ့ကြောက်ကပျက်စီးခြင်းအဆင့်ကိုရောက်လာတတ်ပါတယ်။ကြောက်ကပျက်စီးသွားပြီဆိုရင်တော့ကြောက်ကပုံမှန်ဆေးမတာလေးလူတစ်ယောက်ကအသက်ရှင်နေနိုင်ပါတယ်။ဒီထက်ပိုကောင်းတဲ့ option ကတော့ကြောက်ကအစားထိုးကုသခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ်မှာကြောက်ကယောဂမဖြစ်အောင်ဆေးလေးဖြတ်ပါစီးကျူတွေးတိုးတေချာကုပါပုံမှန်ကြောက်ကစစ်ဆေးမှုတွေပြုလုပ်ပါကြောက်ကကိုပျက်စီးနေနိုင်တဲ့စီးတွေအကိုက်ခဲပြောက်စီးတွေကိုလနဲ့ချီပြီးတော့မှရေရှည်မတောက်သုံးပါနဲ့အ
ထွေထွေကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့ဆရာဝန်တယောက်အနေနဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ယောဂတွေတိကျမှန်ကန်တဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုဒီ page ကနေတစ်ဆင့်ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Stay healthy, stay informed